ที่ก็รู้ว่าฉันต้องเจ็บแต่ที่ยังทำมันลงไปขอโทษทำไมเมื่อใจเธอนั้นไม่รู้สึกผิดในเมื่อเธอคิดกำไรชีวิตคือการนอกใจเธอก็รู้ว่าฉันต้องเจ็บแต่เธอยังทำมันลงไปที่ผ่านมาฉันไม่เชื่อใครคิดว่าเป็นข่าวลือเท่านั้นขอโทษทำไมเมื่อใจที่นั้นไม่รู้สึกผิดในเมื่อที่คิดกำไรชีวิตคือการนอกใจที่ก็รู้ว่าฉันต้องเจ็บแต่ที่ยังทำมันลงไปที่ผ่านมาฉันไม่เชื่อใครคิดว่าเป็นข่าวลือเท่านั้นဒီတချင်းလေးကတော်တော်လေးကိုအခုဒီ TikTok မှာခက်စားနေတာပေါ့နော်။ तू ကအရင်တော့တချင်းကိုကြာပါပြီတချင်းကအဲ့ဒါကိုအခုပြန်ပြီးတော့ cover song အနေနဲ့ထွက်တဲ့ဟာကိုနည်းနည်းလေးပြန်ပြီးတော့ခက်စားနေတာပေါ့နော်။တချင်းလေးကဘယ်လိုလဲဆိုတော့သူ့ရဲ့ချစ်သူကလာပြီးတော့တောင်းပန်တာအရင်တော့က तू ရေးသားရေးအများကြီးထားခဲ့တာကိုလာတောင်းပန်တယ်။ဒါပေမဲ့ဒီဘက်ကကောင်လေးကဖြစ်မယ်ကောင်မလေးကဖြစ်မယ် तू ကပြန်ပြီးတော့သူ့ဘဝမှာတယောက်တည်းပဲချစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြီးတော့ပြန်ညှင်းဆန်တာပေါ့နော်။အခုလိုသစ္စာပေါက်တာ तू လက်မခံနိုင်တဲ့အကြောင်းမျိုးပေါ့နော်။တချင်းလေးရဲ့ပထမဦးဆုံးပိုက်ကขอโทษทำไมเมื่อใจที่นั้นไม่รู้สึกผิดဆိုတာကขอโทษทำไมဘာဖြစ်လို့တောင်းပန်ရမှာလဲใจที่นั้นမင်းရဲ့နှလုံးသားကเมื่อဆိုတာဒီမှာစကားဆက်ထားပါเนาะအဲ့ဒါကိုဖျောက်ထားမယ်ไม่รู้สึกผิดဆိုတာကဒီအပြစ်ရှိတယ်လို့မခံစားရဘူးรู้สึกผิดအပြစ်ရှိတယ်เนาะခံစားရတယ်ไม่รู้สึกผิดအပြစ်ရှိတယ်လို့မခံစားရဘူးขอโทษทำไมเมื่อใจถึงนั้นไม่รู้สึกผิดမင်းရဲ့နှလုံးသားကအပြစ်ရှိတယ်လို့မခံစားရတာဘာဖြစ်လို့တောင်းပန်တာလဲပေါ့နော်ပြောချင်တာကဒီထဲရစာကြောင်းလေးကပြောရရင်သူ့ချစ်သူကကောင်းပါလေးကရေးသားတဲ့တယောက်ပြီးတယောက်ထားတယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့ချစ်သူပေါ့နော်လာပြီးတော့တောင်းပန်တာပေါ့နော်လာပြီးတော့ပြန်ပြီးတော့သူ့ကိုတောင်းပန်တဲ့အခါမှာကောင်လေးကပြန်ပြောတယ်နေနှလုံးသားကဒါကိုအပြစ်ရှိတယ်လို့မခံစားရတာဘာဖြစ်လို့ငါ့ကိုလာတောင်းပန်တာလဲတောင်းပန်စရာမလိုဘူးပေါ့နော်ขอโทษทำไมเมื่อใจที่นั้นไม่รู้สึกผิดဒုတိယစာကြောင်းလေးကျတော့ในเมื่อที่คิดกำไรชีวิตคือการนอกใจဆိုတာကในเมื่อတဲ့အခါเธอคิดว่าနင်ထင်တာကเธอคิดနင်ထင်တာကเนาะกำไรชีวิตဆိုတာကဘဝရဲ့အကျိုးမြတ်กำไรဆိုတာအကျိုးအမြတ်เนาะအမြတ်ဆုံးชีวิตဆိုတာဘဝအသက်กำไรชีวิตบว่าဒီအကျိုးအမြတ်ပေါ့နော်คือการนอกใจการนอกใจဆိုတာကတစ္ဆာဖောက်တယ်เนาะနောက်ကြီးသားထားတာပဲပြောတာนอกใจတစ္ဆာဖောက်တယ်การนอกใจဆိုတစ္ဆာဖောက်ခြင်းပေါ့နော်တစ္ဆာဖောက်ခြင်းပေါ့စကားကိုအဆက်ပြောမယ်ဆိုရင်ในเมื่อที่คิดกำไรชีวิตคือการนอกใจနင်ကဒီတစ္ဆာဖောက်တဲ့အရာကိုအကျိုးမြတ်တစ်ခုလိုမျိုးဘဝရဲ့အကျိုးမြတ်တစ်ခုလိုထင်နေတာပေါ့နော်တတိယစာကြောင်းလေးကที่ก็รู้ว่าฉันต้องเจ็บแต่ที่ยังทำมันลงไปတတိယစာကြောင်းလေးကที่ก็รู้ว่าနင်လည်းသိတာပဲฉันငါต้องเจ็บငါနာကျင်ရမယ်ငါနာကျင်ရမယ်ဆိုတာနင်လည်းသိတာပဲแต่ဒါပေမဲ့เธอနင်ကမင်းကยังทำมันลงไปဒီဥစ္စာကိုပဲဆက်လုံနေတယ်ပေါ့နော်ဒါကိုပဲဆက်ကလုံနေဥပမာဒီသားတယောက်ဝိတယောက်လျှောက်ထားပေါ့နော်အဲ့လိုမျိုးပြောတာเธอก็รู้ว่าฉันต้องเจ็บแต่เธอยังทำมันลงไปနင်ငါနာကျင်ရမယ်ဆိုတာသိပဲဒါပေမဲ့နင်အဲ့ဒါကိုပဲဆက်လုံနေတယ်နောက်ထပ်၄ကြောင်းမြောက်တခြင်းစာလေးကที่ผ่านมาฉันไม่เชื่อใครคิดว่าเป็นข่าวลือเท่านั้นအဲ့ဒါဘာပြောရလဲဆိုတော့ที่ผ่านมาအရင်တုန်းကเนาะပြီးခဲ့တဲ့အချိန်တုန်းကကိုပြောတာအရင်တုန်းကที่ผ่านมาပြီးခဲ့တဲ့ဖြတ်တန်းခဲ့တဲ့အချိန်တွေတုန်းကไม่เชื่อใครဘယ်သူမှမယုံကြည်ဘူးคิดว่าထင်တာကเป็นข่าวลือဆိုတာကเป็นဖြစ်တယ်ข่าวลือဆိုတာကข่าวลือเนาะข่าวลือဆိုတာကဒီကောလာဟာလာသတင်းကိုပြောတာข่าวลือကောလာဟာလာသတင်းထောင်းနှံအဲ့ဒါကိုပဲထင်ခဲ့တာที่ผ่านมาไม่เชื่อใครအရင်တုန်းကတော့ဘယ်သူပြောတာမှမယုံခဲ့ဘူးคิดว่าเป็น
ခေါလူထောင်နန်သူထင်တာကဒီဥစ္စာကိုကောလာဟာလာသတင်းလေးလို့ပဲသူထင်ခဲ့တာပေါ့နော်တချင်းစာသားလေးတွေကတကယ်ကောင်းတယ်